အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Turing Studio Channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ။အခုဒီနေ့တော့ကျွန်တော်က AI 2တွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်။ AI ဆိုတာကကျွန်တော်တို့ရဲ့အနာဂတ်ကမ္ဘာကြီးမှာပဲအရေးပါလာတော့မှာမဟုတ်ပါဘူး။ကျွန်တော်တို့ရဲ့လက်ရှိဒီပြစ္ဆုတ်ပံဘဝကြီးမှာလည်း AI ပုံဖော်နေပြီးသားပါပဲ။ဒီဗီဒီယိုမှာတော့2025ရဲ့ထိပ်တန်း AI 2 10မျိုးကိုကျွန်တော်ပြသပေးသွားမှာဖြစ်တယ်။ဒီတူးတွေကတင့်ရဲ့စဉ်းစားပုံဖန်တီးပုံထုတ်လုပ်ပုံတွေကိုလုံးဝပြောင်းလဲတိုးတက်စေပြီး next level တစ်ဆင့်ကိုလုံးဝမြန်မြန်ပို့ဆောင်ပေးနိုင်မယ်လို့သိကြပေါက်ရေးရေးအာမခံရပါတယ်။သင်ဟာကျောင်းသားတယောက်ဖြစ်နေလားဒါမှမဟုတ် content creator တယောက်ဖြစ်ဖြစ် AI အကြောင်းကိုစိတ်ဝင်စားနေတဲ့လူပဲဖြစ်ဖြစ်ဒီစီးရင်ထဲမှာသင်အတွက်အဆင်ပြေမဲ့အရာတစ်ခုခုပါမယ်ဆိုတာအသေးချာပဲဒီတော့အဆုံးထိကြည့်သွားမှုမမေ့နဲ့အောင်နော်။ကဲစလိုက်ကြရအောင်။ Number 10 Grammarly Go နော် Grammarly Go ဆိုတာကတော့သူကတော့သရာနဲ့ပတ်သက်ပြီးတော့အဓိကသွားတဲ့ AI တစ်ခုဖြစ်တယ်ကိုယ့်ရဲ့သရာပြင်ဆင်ခြင်းတွေကိုအဆင့်တစ်ခုပြန်ပြီးမြင့်တင်ပြီးဝါကြတွေကိုမှန်ကန်တဲ့တုံးတွေရှင်းလင်းမှုတွေတက်ရောက်မှုတွေရှိအောင်ပြင်ရတာပဲလေကိုယ့်ရဲ့ရေးသားချက်ကပို့ပြီးယုံကြည်မှုရှိလာမယ်စိတ်ခံစားမှုလည်းပြေဝမယ် professional စံနေအောင်ခလုတ်လေးချက်နှိပ်ရရင်လည်းလုံနိုင်ကြပြရင်းနေတာဖြစ်ဖြစ် caption တွေ YouTube description တွေရေးနေတာဖြစ်ဖြစ် Grammarly Go ကကိုယ့်ရဲ့စကားလုံးတွေထွန်းလင်းတော့ပါအောင်ကူညီပေးလိမ့်မယ်ပြီးတော့သူ့ရဲ့နောက်ထပ်ပိုကောင်းတဲ့အသုံးဝင်တဲ့အချက်တစ်ချက်ကသူကကိုယ့်ရဲ့ဖုန်းထဲမှာထည့်ထားပြီးတော့ကိုကဘယ်လိုနေရာမျိုးမှာစာရိုက်အင်္ဂလိပ်လိုရိုက်တဲ့အချိန်မှာဒီရန်အလိုလျောက် activate ဖြစ်လာပြီးတော့ကိုယ့်ရဲ့အမားတွေကိုထောက်ပြမယ်ပိုကောင်းတဲ့ structure တွေကိုတစ်ချက်တည်းနဲ့နှမ်းပြီးပြင်လို့ရတယ်အဲ့အတွက်ကဘာကြီးရမမြင်ခင်မှာကိုယ့်ရဲ့အတွေးတွေကိုထုံးမှုအောင်လုပ်ပေးလိုက်သလိုခံစားချက်မျိုးကိုကြားလိုက်ပြီNumber 9 Runway ML AI သူကတော့ဗီဒီယိုဖန်တီးတဲ့ AI ဓာတ်ပုံတွေလည်းထုတ်လို့ရရမယ်သူရဲ့ဗီဒီယိုဖန်တီးမှုတွေကတော့လုံးဝရင်သက်ရှုမှုပဲခေါ်တယ် Runway ကနောက်ဆုံးပေါ် AI ဗီဒီယိုဖန်တီးတဲ့ AI တစ်ခုပေါ့နော်စာသား pro တွေကနေဗီဒီယိုတွေထုတ်လို့ရတယ်လို့ဒါမှမဟုတ်ဓာတ်ပုံတစ်ခုတွေကိုပေးပို့ပြီးတော့လေအဲ့ဓာတ်ပုံတွေကနေဗီဒီယိုတွေဖြစ်ကိုပြပြောင်းလို့ရတယ်နောက်ခံတွေကိုအလိုလျောက်ဖယ်ရှားတာမျိုးလုပ်လို့ရတယ်ရုပ်ရှင်ဆန်တဲ့ effect တွေထည့်တာလည်းလုပ်လို့ရတယ်ရုပ်ရှင်ထုတ်လို့သူတွေနဲ့ဂီတဗီဒီယိုဖန်တီးသူတွေအများအပြား concept ဗီဒီယိုတွေနဲ့စမ်းသပ်တိဖြတ်မှုတွေမှာသုံးနေပြီးသားဖြစ်တယ်။တဲ့လက်တော်ထဲမှာ Hollywood VFX တွေရှိနေတယ်ဆိုတဲ့ခံစားချက်မျိုးပေးလိုက်။ AI ကပွဲဗီဒီယိုတွေဒါမှမဟုတ်တဲ့ YouTube ဗီဒီယိုအတွက်စစ်ကွေးရစံတဲ့မြင်ကွင်းတွေကိုဖန်တီးဖို့အချိန်မှာကောင်းသုံးလို့ရတဲ့ AI တစ်ခုဖြစ်တယ်။ Number 8ကတော့ Canva ကတော့ယခုကမှ AI tools တွေကိုပေါင်းစပ်လိုက်တဲ့ online graphic design platform တစ်ခုဖြစ်တယ်။စာသားကနေပုံပြထုတ်လုပ်တာဒီဇိုင်းအကြံဉာဏ်တွေကိုပေးတာနောက်ခံ background ကိုဖယ်ရှားတာအရွယ်အစားတွေကိုအလိုလျောက်ညှိပေးတာစတာတွေအားလုံးကိုလုပ်ဆောင်နိုင်တယ် YouTube thumbnail တွေ social media post တွေ presentation တွေ poster တွေကို AI နဲ့ကိုယ်တိုင်ဖန်တီးနိုင်တယ်လို့သူများတွေဖန်တီးထားတဲ့ template တွေနဲ့လည်းအသင့်ပြန်လည်အသုံးပြုနိုင်တယ် dress ဆွဲချတဲ့ interface ကလည်းစတဲ့အသုံးပြုတွေအတွက်အဆင်ပြေသေးတယ်လို့ professional အဆင့် design တွေအတွက်လည်းစွမ်းဆောင်ရည်အပြည့်ရှိပါတယ်သူရဲ့အဓိကအားသာချက်ကတော့လွယ်ကူအသုံးပြုလို့ရတယ်ပြီးတော့ template တွေကိုအလွယ်သုံးလို့ရတယ်ကိုယ်တိုင်လည်းကိုယ်စိတ်ကြပြုပြင်နိုင်တယ်ဒါကတော့တခြား AI tools တွေတက်ကိုပို့ပြီးအားသာတဲ့အချက်တစ်ချက်လို့တော့ပြောလို့ရတယ် Number 7 Perplexity AI သူကတော့ research လုပ်တဲ့ AI တခုပဲဒါမဲ့သူကဘယ်လိုကွဲလဲဆိုတော့ Perplexity AI က Google နဲ့ ChatGPT ပေါင်းထားသလိုမျိုးခံစားချက်မျိုးပေးကိုကမေကုန်းတစ်ခုမေးလိုက်တဲ့အခါမှာသူက website တွေပေါ်ကနေပြီးတော့ resource တွေကိုအချင်းချုပ်ပြီးတော့ကိုအတွက်ကိုကားပြီးတော့ကောင်းသော result တစ်ခုပြန်ထုတ်ပေးတယ်သူတည်တနာလောက်တာအချက်လက်စစ်ဆေးတာ scale တွေကိုခက်မြန်ပဲ point တွေကိုထုတ်ပြီးသင်ယူချင်တာမျိုးတွေမှာမယုံနိုင်တော့သုံးဝင်အကောင်းဆုံးချက်တွေထဲကနောက်တစ်ခုကတော့ website တွေမှာကိုယ်တိုင်ရှာဖွေတဲ့အခါမှာကြုံရတဲ့ကြော်ညာတွေကများအာယုံတွေထွေပြားစရာတွေအပ်တွေအများကြီးတက်တာမျိုးတွေကသူ့မှာမရှိဘူးအဲ့တော့ရှင်းလင်းပြီးတော့မှန်ကန်တဲ့အဖြေတွေကိုပဲရှင်းလင်းကိုလိုချင်တာတွေကိုထုတ်ပေးတယ်ဒီတော့ YouTube script တွေစာကြည့်မှတ်စုတွေဒါမှမဟုတ်ကိုယ့်ရဲ့သူတည်တနာအတွက်အချက်လက်တွေသိစစ်တွေရှာဖွေခြင်းတဲ့အချိန်မှာအကောင်းဆုံး AI မျိုးဖြစ်တယ် Number 6 Deep Right သူကတော့ translate လုပ်တဲ့ AI နော်ဒါပေမဲ့ तू ကအဲ့လို translate တစ်ခုတည်းကိုလုပ်ပေးနိုင်တဲ့ AI လားဆိုတော့လည်းမဟုတ်ဘူး तू ကဘယ်လိုမျိုး translation လုပ်လဲဆိုတော့ကိုယ့်ရဲ့စာသားတွေကိုပို့ပြီးတဘာဝကြမိတင်ဘာသာစကားလို့ပုံမြန်ဆန်အောင်ပြန်ရေးပေးနိုင်တယ်အများစုကြုံနေရတဲ့ဒုက္ခ AI နဲ့ translate လုပ်လိုက်တဲ့အချိန်မှာစက်ကြီးကပြန်လာသလိုမျိုးအရန်တိတာတယ်စာလုံးတွေကထောက်တယ်ဖက်ကတာခတ်တယ်
အဲ့လိုတဘာဝမကျသလိုဖြစ်တာတွေအားလုံးသူကဖြည့်ရှင်းပေးနိုင်တယ်။ကျောင်းသားတွေစာရေးဆရာတွေဒါမှမဟုတ်အင်္ဂလိပ်စာမိခင်ဘာသာစကားမဟုတ်သူတွေအတွက်တော့လုံးဝအကောင်းဆုံးပဲ။ဘာသာပြန်ချက်တွေကခေါင်းစဉ်အလိုက်သိရှိနားလည်ထားတဲ့စက်ရုပ်လိုမဟုတ်ဘူးလူသားတွေကနေပြန်ပေးထားသလိုလူသားဆန်ဆန်ခံစားချက်မျိုးရတယ်။ဝါကြတွေကိုပြန်လည်ဖွဲ့စည်းတာတရားကိုမြင့်တင်ပေးတာပြီးရင်ကိုရေးထားတာကိုပို့ပြီးချောမွေ့အောင်လုပ်ပေးတာမျိုးတွေမှာသုံးလို့ကောင်းတဲ့အရာဖြစ်တယ်။အင်္ဂလိပ်လို caption တွေရေးတဲ့အခါဒါမှမဟုတ်ကိုယ့်ရဲ့ကြပြားတွေဝတ္ထုတွေစောင်းပါးတွေကိုဘာသာပြန်ခြင်းတဲ့အခါမှာတော့ဒါအကောင်းဆုံးအရာတစ်ခုလို့ကျွန်တော်ညွှန်ညွှန်တယ်။ Number 5 Adobe Firefly ဟုတ်ပြီနော် Adobe Firefly ကိုတော့အများစုလည်းကြားပြီးကြပါလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်။ Adobe ရဲ့ ecosystem တွေကတစ်ခုဖြစ်တယ်။နော် Firefly က Adobe ရဲ့ generative AI စနစ်တစ်ခုဖြစ်ပြီးတော့ Photoshop Illustrator Premiere Pro တို့နဲ့ပေါင်းစည်းပြီးတော့အသုံးပြုလို့ရတယ်။အရာဝတ္ထုတွေကိုဖယ်ရှားတာပုံတွေကိုချက်တာဗီဒီယိုတွေကိုပို့ပြီးတော့ effect ဖြစ်အောင်ဖန်တီးကျင်တာdistraction တွေရေးလိုက်ရုံနဲ့နေဒါတွေအားလုံးလုပ်လို့ရတယ်။ content creator တွေအတွက်တော့နိုင်ပေါင်းများစွာကိုယ်တိုင်တီးဖြတ်နေရတဲ့ဒုက္ခပဲနေပြီးတော့ကတင်ပေးလိုက်တဲ့ Lightroom ဒါမှမဟုတ် Snapseed ကိုသုံးနေကြဆိုရင်တော့ Firefly ကသင်ရဲ့ editing လုပ်ငန်းစဉ်တွေကိုအဆင့်ကိုမြင့်တင်ပေးလိုက်မယ်လို့ကျွန်တော်အမကန်ကျင်တယ်ဓာတ်ပုံပညာ poster design နဲ့ရွှေရှင်ဆန်တဲ့ video ဖန်တီးမှုတွေအတွက်တော့အကောင်းဆုံးပါပဲနံပါတ်4ကတော့ Midjourney သူကတော့ AI artist လို့ခေါ်ရလောက်ကောင်းတယ်ပါနော်သူ့ရဲ့နာမည်အတိုင်းပဲသူကသစ်စိတ်ထဲမှာမြင်အောင်လာတဲ့မြင်ကွင်းတွေကိုပုံဖော်ခြင်း Midjourney ကအဲ့တိုင်းလုပ်ပေးတယ်ဟိုမှာသင်ရဲ့မြင်အောင်ချက်တွေစိတ်ကူးတွေပုံဖော်ခြင်းတာတွေကိုကိုကစကလုံးတွေကို distraction မှာရေးထည့်ပေးလိုက်ရှုံနေတဲ့ကိုလိုချင်တဲ့အတိုင်းကိုတိတိကျကျကိုထွက်တယ်စက္ကန့်ပိုင်းတွင်းမှာအမွယ်ပုံရိပ်တွေကိုပဲသူကဖန်တီးပေးလိမ့်မယ်ပကြီးစရာတွေရွှေရှင်ထုတ်လုပ်သူတွေဒီဇိုင်နာတွေကစက်ကောင်တွေကိုဒီဇိုင်းဆွဲတာပတ်ဝန်းကျင်တွေစိတ်ကူးရင် visual wall တွေဖန်တီးကြတယ်မှာသုံးကြတယ်ပေါ့နော်ဖန်တီးနိုင်မှုစင်တယ်လည်းသူဖန်တီးပေးလိုက်တဲ့ result တွေကရင်သက်ရှုမှုပဲအရင်ကောင်းတယ်ဥမာ cyberpunk လိုမျိုးကြီးတွေကနေပြီးစိတ်ကူးရင်ပုံတူတွေအထိကိုထုတ်လို့ရတယ်တင်ဟာဗီဒီယိုအတွက် YouTube thumbnail တွေထုတ်ချင်တယ်ဒါမှမဟုတ်move ပုံတွေเนาะစိတ်ကူးရင်နောက်ခံပုံတွေဒီဇိုင်းဆွဲတာတွေမှာဆိုရင်ခေါင်းသုံးလို့အရန်ကောင်းတဲ့ AI တစ်ခုဖြစ်တယ်နံပါတ်3အနေနဲ့ကတော့ Bright Sonnet အကြောင်းကိုကျွန်တော်ပြောချင်သူ့ကို Chat Sonnet လို့လည်းခေါ်တယ်သူကအများစုသိကြတဲ့ Jasper AI ကအစားလို့ပေါ့နော် Jasper AI မှာ free version မရှိဘူး paid version တွေပဲရှိတဲ့အချိန်မှာသူက Jasper AI တို့စွမ်းဆောင်ခြေတွေကိုကိုယ်ကပတ်စံလည်းမပေးချင်ဘူးအလကားလည်းလိုချင်တယ်ဆိုရင်တော့ Bright Sonnet ကအကောင်းဆုံး AI website တစ်ခုဖြစ်လိမ့်မယ်လက်ရှိချိန်မှာစာရေးတာနဲ့ပတ်သက်တာတွေမှာသုံးနိုင်တဲ့အကောင်းဆုံးအခမဲ့ AI website တစ်ခုဖြစ်တဲ့YouTube မှာကိုကဗီဒီယိုသညွှန်းတွေရေးမယ် blog post တွေရေးခြင်းနဲ့ဒါမှမဟုတ်ကိုယ့်ရဲ့ရောင်းကုန်ပစ္စည်း product တွေအတွက်ကြော်ညာစာတွေဖန်တီးခြင်းနဲ့ social media မှာလည်းကြော်ညာတွေအတွက်ကို script တွေရေးခြင်းနဲ့ဆိုတဲ့နေရာတွေမှာသုံးလို့ရတယ်တခြားသောစာရေးတဲ့ AI အများစုနဲ့မတူတဲ့အချက်ကတော့ Chat Sonnet ကသုံးနေတဲ့အချိန်မှာ internet နဲ့ချိတ်ဆက်ထားမှုလို့ရဒါကြောင့်မို့လို့သူကလက်ရှိနောက်ဆုံးရသတင်းတွေအချက်လက်တွေအချိန်နဲ့တပြေးညီ up to date ကိုကသူ့ရဲ့ကိုယ့်ရဲ့ပေါ့နော် result တွေထဲမှာသူကပါလာမှာဖြစ်တယ်အကောင်းဆုံးပိုင်းကတော့အခမဲ့ကိုသုံးလို့ရတယ်သူ့ရဲ့တစ်ခုလုံးပေါ့နော်သူ့ရဲ့ features တွေအကုန်လုံးအခမဲ့သုံးလို့ရတယ်တစ်လောက်စာလုံးတွေ1000ဒီအခမဲ့သုံးဆွဲခွင့်ရမှာဖြစ်တယ်အခုအစပြီးတော့ AI စမ်းသုံးကျင်တဲ့သူတွေဒါမှမဟုတ် Jasper ကိုစားလို့သုံးကျင်မိမယ်ငွေကုန်ကြီးကြလည်းမခံချင်ဘူးဆိုတဲ့သူတွေအတွက်တော့ Chat Sonnet Bright Sonnet ကတကယ်ကိုစမ်းကြည့်တဲ့ AI တစ်ခုပဲလို့ကျွန်တော်ညွှန်ပေးလိုက်ချင်ပါတယ်Number 2 Notion AI တဲ့ digital အုံနောက်လို့ပြောလို့ရမယ့် AI Notion AI ကတဲ့မှတ်စုတွေ plan တွေ target ချထားတဲ့ပန်းနိုင်တွေစနစ်တကျစီမံခန့်ခွဲပေးနိုင်တဲ့ system တစ်ခုဖြစ်တယ်အစည်းအဝေးမှတ်စုတွေကိုအချင်းချုပ်ခိုင်းတာနေ့စဉ်စစ်ဆေးချက်တွေအစီရင်ခံစာပြပြောင်းခိုင်းတာ project အတွက်စိတ်ကူးတစ်တွေရှာခိုင်းတာဒါစတာတွေမှာတော့လောက်ကတော့အကောင်းဆုံးပဲတဲ့ရေးဟန်ပြောဟန်အတိုင်း AI ကတင်ယူသွားကြတော့တဲ့ workspace ရှင်းတန်နေပြီးတော့တက်ကိုယ်တိုင်ပဲလုံးနေရတယ်လို့မျိုးခံစားချက်မျိုးရနေရမှာဖြစ်တယ်ကျွန်တော်တို့မျိုးစီစဉ်ရတွေကြိုက်တယ် plan ချရတာတွေကြိုက်တယ်ဒီလိုလူတွေအတွက်ကတော့တဲ့မတ်စုစာအုပ်ထဲမှာပဲကိုယ်ပိုင် assistant တယောက်ရှိနေတယ်လို့မှတ်လို့ရထားတဲ့ AI မျိုးဖြစ်တယ်သူမှလည်းအချက်တစ်ခုတော့ရှိတယ်သူကကိုယ်သွေးမြင့်တင်မှုအတွက် plan ချတဲ့အချိန်นี้ကိုပန်းတိုင်အတွက်အစီအစဉ်ရေးဆွဲတာတွေPDF file တွေကိုချုပ်မယ်ဒါမှမဟုတ်သိစစ်တွေရေးခြင်းတယ်ဒါမှမဟုတ်နေ့စဉ် journal ရေးခြင်းတာတွေမှာအကောင်းဆုံးအသုံးပြုလို့ရတဲ့ app တစ်ခုဖြစ်တယ်
number 1ကတော့ ChatGPT အားလုံးလည်းသိပြီးတဲ့အတိုင်းပဲဖြစ်မယ်အကောင်းဆုံး AI တစ်ခုဖြစ်တယ် OpenAI ရဲ့ ChatGPT က general conversation တွေမှာအကောင်းဆုံးပဲ essay ရေးတာ idea အသစ်ရှာတာ YouTube script ရေးတာကုတ်ရေးတာတွေအထိကိုလုပ်ပေးနိုင်နောက်ဆုံးတော့ GPT-5 model မှာဆိုရင်ခေါင်းစဉ်တွေကိုနှက်ဆိုင်တာနားလည်ထားပြီးတော့ professor level အထိကိုဆွတ်ဆောင်နိုင်မယ်လို့ဆိုထားပါတယ်ဆိုလိုတာကတဲ့ရဲ့ပြောဟန်တဲ့ဖန်တီးနိုင်ကြအောင် live ဖက်ကြီးအောင်အကောင်းဆုံးညှိပေးနိုင်တယ် content creator အများပြားတော့တောက် content စီစဉ်တာ caption တွေရေးတာပုံမြင်ဇက်လက်တွေတဲ့ idea ရှာတာတွေမှာသုံးကြတယ် ChatGPT ကိုဘယ်တော့မှမအိတ်တဲ့တဲ့ရဲ့ smart ကြတဲ့ပတနာတယောက်လို့မှတ်နိုင်တယ်အကြံပေးချင်တာကတော့ ChatGPT ကိုခိုင်းတဲ့အချိန်မှာ pro တွေနဲ့တိကျစွာခိုင်းပြီးရင်ထွက်လာတဲ့ result ကလည်းပိုတိကျသိတတ်တယ်ဥပမာပြပြောရရင်ပေါ့နော်2K5 idea ဆို YouTube video script ဆိုပြီးသုံးတာကဒီတိုင်း YouTube video script ဆိုပြီးတော့ရှာခိုင်းတာတက်ကို result မှာတိတိတတ်တာကွဲပြားနေတာကိုတွေ့ရတယ်ဒါကြောင့် prompt ကောင်းကောင်းလေးတွေနဲ့ခိုင်းဖို့မမေ့နဲ့အောင်ကဲဒါဆိုရင်တော့မတူညီတဲ့လှုပ်ဆောင်မှုတွေအတွက်2025ခုနှစ်ကထိပ်တန်း AI 20မျိုးကျွန်တော်မျှဝေပြီးဖြစ်ပါတယ်။သင်ရဲ့လုပ်ကိုမြန်မြန်နဲ့ပို့ကြိုးရှိမှု content တွေကိုပိုကောင်းမှုသင်ရဲ့ဖန်တီးနိုင်ကြောင်းမတားဆီးနိုင်အောင်လုပ်ပေးနိုင်တဲ့တကူရှိတဲ့ tool တွေလို့ညွှန်းလို့ရမယ့် AI feature တွေဖြစ်တယ်။ဒီ tool တွေကနည်းပညာရှင်တွေအတွက်ပဲမဟုတ်ဘူး။အချိန်ကုန်တက်တာပြီးတော့ပို့ပြီးဖန်တီးခြင်းနဲ့ဘယ်သူအတွက်မဆိုဖြစ်တယ်။သင်ပဲတခုအရင်ဆုံးစမ်းသုံးကြည့်ကြတယ်။အောက် comment မှာသင်ကြိုက်သော AI တို့ကျွန်တော်ပြောပြခဲ့ပါဦး။ဒီဗီဒီယိုကအသုံးဝင်နေဆိုရင်တော့ like subscribe လုပ်ဖို့ခေါင်းလုံးလေးကိုနှိပ်မှုမမေ့နဲ့အောင်နော်တပတ်တော့တစ်ကြိမ်ခုလိုအားလုံးအတွက်အကျိုးရှိမဲ့ contract တွေကိုတင်ဆက်ပေးမှာမို့လို့ subscribe လုပ်ထားတာနောင်တမရသေးဘူးလို့ကျွန်တော်အမကန်တယ် AI နဲ့ပတ်သက်တဲ့ဗီဒီယိုအသစ်လေးတွေကိုလည်းစိုက်နှစ်သက်အောင်မယ်လို့မျှော်လင့်ကျွန်တော်ကတော့စီသူတင်မှာနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်ဒီထင်ဖန်တီးမှုတွေလောက်ပါစူးစမ်းလေးတာမျိုးလောက်ပါ see you